လျှောက်ချင်တဲ့ဘယ်ကိုရောက်နေလဲမစင်စားဘူးကွယ်အိုးချစ်ရဲ့သွားကြစို့လာနှစ်ယောက်တည်းချင်းလေးညီမယ်တွေးကြည့်ကိုသိတော်မှာပဲချစ်သူရဲ့ရိတ်ကလေးဖြစ်ချင်တဲ့ဒီလိုချစ်နေတာတို့မသွားလာကွယ်အိုးခက်တယ်တို့နှစ်ယောက်ချစ်ကိုဘာကြောင့်ခွဲရကြတယ်အခုတော့ကိုသိလို့ချင်တယ်ကျွန်တော်တို့လည်းခုလောက်ဆိုလွန်လို့နေမယ်နှလုံးသားချစ်နေတာလေကိုယ်တိုင်လေးစဉ်းစားရင်ကြားမြင်ရင်ဝဲအသေးများကွဲသွားမလားကွယ်ဆွေးတယ်အိုးဟိုဟိုဆွေးတယ်သူရင်တဲ့ကိုမျက်ရှိနေမယ်ဘာတွေဖြစ်နေလဲမတွေးတော့ဘူးကွယ်